လူကလည်းဒီချင်းနေရောက်နေပါပြီတို့မိုက်ခဲမခဲနိုင်တော့မိုက်ပြောဖြစ်နေလို့ကျွန်တော်မပတိတူဟုတ်တယ်နေပြည်တော်နဲ့ရန်ကုန်အကြားကိုပေါင်းပေါင်းထိချုပ်နိုင်တဲ့ဆွမ်းမကားတွေနဲ့ဒီဆက်နေပြီဒါတော့ CVM မြစ်တာပေါ့ကျွန်တော်နေရလက်ဖိတ်တော့ပါတယ်ခင်ဗျဒိုင်ဘာပင်ပေါက်နေတယ်လို့ပါပဲခင်ဗျအားလုံးပဲမင်္ဂလာပါရွှေ family မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီမှာပဲတော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါကြပါစေဟုတ်ကဲ့ခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ဟုတ်လားလီးပဲဒါမင်းမရောက်လိုက်လီးပဲမင်းထက်ပြောမရောက်လိုက်လီးပဲဆက်ပြောမရောက်လိုက်လီးပဲမန်တော့ထဲ့ပြောတယ်ညီနောင်တွေအသက်မပေါဘူးစကွက်ကြီးပဲတစ်ချက်လောက်ရိုက်ပြီးမှအသက်ပါမဲ့ကောင်မျိုးတွေဟုတ်ကဲ့ပါနာယကရုပ်ကဲ့ပါနာယကကြီးရဲ့မိန်တော်တိုင်းမှာခင်ဗျာလူကလည်းဒီချင်းနေရောက်နေပါပြီတို့ညနာလည်းမတည့်ရသေးပါဘူးလို့6ရက်လောက်ရှိနေပါပြီလို့ဖျားနေလို့ဒီမှာကျွန်တော်ဘူးဆောင်ထားပါတယ်လို့လုပ်လိုက်ပါမယ်လို့ဆက်ကြောင်းကြီးဒီခံပြီးတော့နာယကတွေပဲနည်းနည်းလေးယုံပေးကြပါဦးမျိုးယုံနေရတယ်သိပါတယ်လို့ဒီမဲ့မိုက်ခဲမခဲနိုင်တော့မိုက်ပြောဖြစ်နေလို့မိုက်ခဲလည်းမခဲနိုင်တော့ဘူးမိုက်ပြောဖြစ်နေပြီတဲ့ဘိုးမိုက်ခဲနေမကောင်းဖြစ်တာတစ်ပတ်လောက်ရှိပြီတဲ့အဲ့တော့ကျွန်တော်မိသားစုတွေအားပေးစကားလေးတယောက်တစ်ခွန်းလောက်ပြောသွားပေးဦးဗျဒီနေ့ညပိုင်းတွေနောက်ဆုံးရရှိထားတဲ့သတင်းတူးလေးတွေကိုဖတ်ပြပေးပါဦးမယ်မကွေးတိုင်းအောင်လံမြို့နယ်နဲ့ပဲခူးတိုင်းပေါကောင်းမြို့နယ်တို့တွင်ဇွန်လအတွင်းစစ်ခွေးကောင်စီတပ်စခန်းများနဲ့စစ်ကြောင်းများကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ခွေးဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့ပြီးစစ်ခွေးအယုံလောင်းတချို့ကိုလည်းသိမ်းဆည်းရမိထားကြောင်းတော်လှန်ရေးသတင်းအရင်းမြစ်ကနေပြီးတော့ထုတ်ပြန်ထားတယ်ခွေးလောင်းတွေသိမ်းပြီးမှတော့ဗျာဘာလို့မှလဲဘာဖြစ်ဖြစ်ခွေးတွေသိရင်တော့ပျော်တယ်ဗလားပျော်ရင်ပျော်တယ်လို့မှတ်သွားပြီဗျထိုင်းနိုင်ငံတော့ခရိုင်မဲဆောက်မြို့တွင်တလလျင်ဘတ်တန်း80ခန့်လဲပတ်ငွေရှိသည့် online လောင်းကစား website တစ်ခု၏လုပ်ငန်းလဲပတ်ရာနေရာကိုထိုင်းဆိုင်ဘာရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ပြီးမြန်မာနိုင်ငံသားမျိုးသမီး2ဦးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကနေပြီးတော့သတင်းထုတ်ပြန်ထားတယ်တဲ့ကျွန်တော်တို့ပဲလော်ကြစာညက်နေပြီကျွန်တော်ဘာကိုပြောချင်လဲဆိုတာသိမှာပါဗျအများကြီးပြောလို့လည်းမကောင်းလို့တလောက်တန်း80ကျော်လဲပတ်နေတဲ့ကြားဖြန့်ယုံတေုံကကျွန်တော်မြန်မာနိုင်ငံသား2ယောက်ပဲမိတယ်စဉ်းစားရရတယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးစိုးအားလာနေသည်ဆိုတော့တာဖြစ်သူကင်အဲရဲ့ပြောဆိုချက်များအပေါ်စစ်တပ်ကညှင်းဆိုပြီးဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးကောင်းမွန်သည်ဟုအကြမ်းဖက်မင်းအောင်လှိုင်၏ပြောရေးဆိုခွင့်ရှိခိုင်စိုးကနေပြီးတော့ပြောဆိုလာတယ်ကျွန်တော်အမေကိုအာဆီယံဥက္ကဋ္ဌကတွေးခွင့်တောင်းတာတောင်းတွေးခွင့်မပေးဘူးဆိုတော့ဒီတောင်းစားတွေမယိုးသားတော့ဘူးဗျာကျွန်တော်အမေအသက်ရောရှိသေးရဲ့လားကျွန်တော်တို့စိုးရင်လည်းစိတ်ပူတယ်ဗျာကျွန်တော်တို့တွေအားလုံးဟာဒီအချိန်မှာပြောရမယ့်နှစ်တကူကျွန်တော်တို့ရောက်နေပါပြီရောက်နေပြီကျွန်တော်တို့အာယုံနဲ့အတူကျွန်တော်တို့ဒီကုံတော်တိုင်းသားတွေအားလုံးတစုတစည်းနဲ့တွဲလက်တွေကိုကျွန်တော်မဖြုတ်ဘဲနဲ့ကျွန်တော်တို့လမ်းချင်းတူတော့လူချင်းစုံတာပေါ့နော်ချစ်ဖို့ကောင်းတယ်တော်လန်ကြီးကို2ယောက်အာယုံတွေကိုကျွန်တော်တို့ချစ်တတ်ကြတယ်အော်ဒီမှာဆိုရင်ခုအသေးကြီးလူလည်းခေါ်တာပေါ့နော်အရွှေကြီးလူလည်းခေါ်ကြတယ်ဟုတ်ကဲ့အဲ့ဒါလေးကြီးကြားရတော့ဒီတွေ့နေရတော့လေဘုဒ္ဓချင်းကတော့တော်တည်းရဟုတ်ကဲ့ကျွန်တော်မပတိမှုချောရင်မုံလာဝတမှုအများနဲ့မတူလာခွင့်ယူတကယ်ကြည့်ရင်တန်းနေယူလို့ခင်မင်းရလဲကောင်းတာလူကျွန်တော်မပတိတူဟုတ်ပြီတော့ပတိနဲ့ပတိပြီးတော့လည်းလည်းပြောပါပတိဆိုတော့အခုကျွန်တော်တို့မြန်မာပြည်ရဲ့နောက်ဆုံး2026ဇွန်လကုန်ရဲ့ခင်းချင်းတွေကြည့်မယ်ဆိုရင်ဟုတ်ပတိဓာတ်တွေအပါဝင် ARD ဓာတ်တွေရဲ့မျိုးထားမှုနဲ့ဖက်စစ်ရန်နေရဖြိုးဖြက်ပြီးတော့ကြိတ်နင်းချီဝါလာတဲ့တော်လန်ရေးရန်နေရကြီးတာပတိလင်းကြီးကြော်လာ ARD မြေကမ်းမကိုချင်းနှင်းလာပြီးတော့အခုဆိုရင်ပဲခူးတိုင်းအဆက်နာကတစ်စင်ဖုံးဝင်မယ်အခြေအနေကြီးရောက်ပြီးဟုတ်ဒါပေမဲ့ပဲဒီကျွန်တော်တို့ရဲ့အရှိတ်ဘက်ချမ်းလို့ခေါ်တဲ့နော်ဂရနီကီယာအဲ့ဘက်တစ်ခွင်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရဲ့စစ်ရန်နေရလည်းပဲဒီရမုံမန္တလေးလမ်းဟောင်းကတစ်ဆင့်ကြော်လွန်ပြီးတော့ပဲခူးရုံးမှအခြေချပြီးစိတ်ဝင်ပြီးတော့အခုဆိုရင်နေပြည်တော်နဲ့ရန်ကုန်အကြားကိုပေါင်းပေါင်းထိချုပ်နိုင်တဲ့ဆွမ်းမကားတွေနဲ့မိဆက်နေပြီးဟုတ်အဲ့တော့ကျွန်တော်တို့ပသိမ်ထီးနဲ့ပသိမ်သားတွေပေါ့အေယာရီသားတွေရခင်ကဲ့သို့အိပ်ပျော်နေတော့သူလည်းရှိမယ်ကြိတ်ပျော်နေတော့သူလည်းရှိမယ်စိတ်အလိုလိုက်မနေပဲနဲ့လက်ရှိခစ်လိုင်းကတောင်းဆိုလာတဲ့အတိုင်းပြက်သားမအေယာရီတိုင်းအားလို့ဟုတ်ကဲ့နော်အခုစီးမျောလာတဲ့စီရန်ရန်နဲ့ဒီနေပြည်တော်နဲ့ရန်ကုန်ကြားကိုကျွန်တော်တို့အားလုံးလက်ချင်းချိတ်တူသွားမယ်ဆိုရင်နေပြည်တော်ကတကောင်သားတွေနေစရာရှာပြီး
ပြေးပေါက်အတွက်ကြိုးစားကြလိမ့်မယ်လို့ကျွန်တော်ကတော့မြင်နေတယ် သူတို့ပြေးပေါက်တဲ့ကြိုးစားတယ်မဟုတ်ကျွန်တော်တို့ရဲ့ဘုဘကနေဆိုရင်ဂရနီယာဆင်းလာမယ်ဒီဘက်ကနေ ARD ကတက်လာမယ်ဘိုးသားတွေတက်လာမယ်အကုန်လုံးကနေပြီးတော့ဝိုင်းလိုက်ပြီးဆိုရင်နေပြီးတော့ဒီတကယ်ကိုကျွန်တော်ချမယ်ဆိုရင်ကမ္ဘာအကြီးဆုံးကျွန်တော်တို့စစ်တင်ကြီးဖြစ်သွားနိုင်တယ်အဲ့စစ်တင်ကြီးကတော့ကျွန်တော်ထင်တယ်ဗျတရုတ်ပြည်မှာအယုတ်ကြီးတွေရှိတယ်မလားအဲ့ယုတ်ကြီးတွေလူတွေခီးသွားတွေကလူတွေနဲ့4-5-600ရောင်းကလေးကလာပြီးတကုတ်ကြီးအဆက်အများကြီးပြီးသူတို့ဘာလာလို့လဲအဲ့ယုတ်ကြီးဘာလာလို့လဲဟုတ်တယ်မလားဟုတ်တယ်ဟိုအဲ့ပဲလေအဲ့ယုတ်ကြီးတေးချာတစားအစားကြီးရောဖဏနဲ့ကောင်းရချိုက်တယ်ဆိုလို့လည်းတူတယ်လေထွေးအဲ့ပဲစစ်အခုကိုစင်းကြီးပြောမယ်ဒီပြီးတော့စစ်သေးnhanhကတရုတ်ထက်သာမယ်ဖဏနဲ့လည်းပေါက်ချင်တဲ့ကောင်းနော်တမီးနဲ့လည်းထွေးချင်တဲ့လူတွေအတွက်ဟုတ်တယ်အမေတန်ကြီးမားတဲ့မဟာအခွင့်အရေးရမယ်တည်ငြိမ်ဖြစ်ဖြစ်လာမှာပေါ့ဖြစ်လာမှာဒါကြောင့်ကျွန်တော်တို့ကိုလိုညီကိုရီးယားနေပြီးတော့တက်ဆွဲနဲ့ကျွန်တော်ဆိုနေကျွန်တော်လူညာနဲ့ကျွန်တော်တိုက်ပွဲဝင်မယ်အခုလည်းအခုဘက်ကနေတော့အခု COE နဲ့တိုက်ပွဲဝင်မယ်တိုက်ပွဲဝင်နဲ့ CO နဲ့ CO နဲ့ကျွန်တော်တိုက်ပွဲဝင်ရမယ်ပသိမ်ကြီးကိုကျွန်တော်တို့မြင်ရတော့ပသိမ်ကြီးဆိုတဲ့အတိုင်းကျင်းလို့ကျွန်တော်အချိန်ကြီးတီးမယ်ကွာဩကိုစေကြီးဆက်ပြီးတော့အချိန်ကြီးတောင်းလုပ်လိုက်ကြအောင်ဟုတ်တာပဲဗောတကယ်ချစ်ဖို့ကောင်းတဲ့ဒေါ်လာညီကို2ယောက်ဗျာဒီညီကို2ယောက်စာသတင်းတင်ဆက်လိုက်ရင် view တွေတင်လိုက်တဲ့ဗီဒီယိုတိုင်းမီလီယံ10ချီမယ်2ယောက်လုံးကပညာတတ်တယ်လေဗျာကျွန်တော်တော်လန်ပြည်သူတွေဘယ်လောက်ထိအောင်ခွန်အားဖြစ်သွားတယ်သူတို့2ယောက်ပြောတဲ့စကားတွေလည်းအမှားတစ်ခုမှမရှိဘူးเนาะနေပြည်တော်စက်သင်းချိုင်းမှာမအားလာရုပ်ထုကိုထားပြီးတရုတ်ပြည်ကအကောင့်လေးလို့ဖတ်နဲ့နဲ့ပဲပါးတွေပဲဖျက်ရိုက်လာမယ်တနေ့ရောက်ကိုရောက်လာမှာရောက်လာလိမ့်မယ်မြို့တော်ကြီးဆိုပေမဲ့လို့လဲကျွန်တော်တို့စိတ်ပြေးပါလေလေအေးစစ်စစ်ကြောင်းလို့ရပါတယ်ခင်ဗျနားတော့မိုင်းတယ်အဲ့လိုမျိုးပြောစမ်းမှာရောက်ကမကြီးရတယ်ကွာဒီလိုမျိုးလဲစားလို့ရပါတယ်ခင်ဗျဒါစေတနာပေါ့ဒါတော့ဒီပြီးတော့ပုပ္ပတိတိမြို့တော်ကြီးမှာ4လမ်းပေါ့နော်နှစ်ပြခင်းလမ်းမကြီးမှာဒီလူတွေနေမပူအောင်လို့ဒီလိုမျိုးလေးဘဝလွယ်ပေးနေပါသေးနဲ့အမိုးလေးလုတ်ပေးထားတာပါခင်ဗျစေတနာနဲ့ဒါကတော့လမ်းဘေးမှာကျွန်တော်တို့စီမံကမ်းမဲ့ဒိုင်ဘာတွေကိုအပင်မော်တင်ပြစ်တင်ပြီးပြစ်သွားကြတော့ဒိုင်ဘာပင်ပေါက်နေတယ်လို့ပါပဲခင်ဗျလိုအပ်တဲ့လူတွေယူသုံးလို့ရပါတယ်ခင်ဗျပြောရမိုက်တယ်နော်တကယ်တော့ပုံစံကြည့်ရတာဘူးလက်နဲ့စီပင်ဝင်ကြီးနဲ့ကကီးမကိုက်ဘူးထင်ပါတယ်ဖြစ်နိုင်တယ်အဲ့တော့ဘုံကျဲမယ်ဆိုတဲ့အရာကနေဘာသွားလုပ်နေလဲနေပြီးတော့မှပတ်မွေးနေတဲ့အဆင့်ဖြစ်ကုန်ကျွန်တော်တို့ရဲ့ဘုပ္ပတိကြီးရဲ့ဖွလေအုပ်စုလေတအုပ်စုပေါ့ခင်ဗျာရောက်နော်ပြန်ကျဲတော့ကျွန်တော်တို့ဘုပ္ပတိကြီးရဲ့စီပင်ရဲ့မြစ်တာပေါ့နော်ဒါလမ်းပေါ်မှာဒီလိုခွေးလေးနေသူကမြစ်တာထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရက်ွက်သားတွေကကျွန်တော်တို့အောင်လာဆန်းနဲ့သာရှူရဖင်တို့ဘိုးနေလိုက်ခမဲ့ကြည့်နေရတာပေါ့စီပင်ရဲ့မြစ်တာပေါ့ကျွန်တော်တို့မရရင်ကျန်ဘောင်းဆိုင်ညမဆိုင်အောင်လာအဆန်းနဲ့ဟိုနေ့ယူကျွတ်ဘန်းကိုခွေးနေတိုင်းပါလေကြည့်ဒီလူတွေကလေဗီဇဖြောက်လို့မရအောင်တော့တကယ်အောက်တန်းစားလေအခုသူတို့ဘကမှာအောက်တန်းကျတဲ့အလုပ်တွေအောက်တန်းကျတဲ့အပြောတွေရုပ်မာတဲ့အလုပ်တွေရုပ်မာတဲ့အပြောတွေပြောရတာမှဟိုဘယ်လိုပြောကျွန်တော်ကြားဘူးတယ်ငကိုအဲ့ဆောင်းကံဘက်မှာလားမသိဘူးတောင်းစားယူရဆိုတာရှိတယ်ပေါ့ဘယ်တော့ပဲချမ်းသာပါစေဘယ်တော့ပဲရုပ်ချောပါစေအချိန်တိုင်းသူတို့သတ်မှတ်ထားတဲ့အချိန်ကျရင်တောင်းရတယ်နော်အဲ့လိုဟုတ်လားမဟုတ်လားမသိဘူးနော်ကျွန်တော်မရောက်ဘူးဒါကြားဘူးတာလေးပြောတာဆိုတော့ဟိုဝစ်ကျွေးပေါ့နော်အခုလည်းဘူးလည်းဆိုရဲအဲ့လိုပဲအချိန်တန်လာရင်ဒီလိုအောက်တန်းကြတဲ့အပြောတွေအောက်တန်းကြတဲ့အလုပ်တွေလုံးဝလောက်ရတာမျိုးသူတို့ပေါ့အဲ့လိုဟုတ်တယ်ကြည့်လေဟိုစီမံလာတဲ့ရေးပါခင်စီမံဘူပါဒီတမျိုးလုံးကိုသူကမိုးရဲဆိုရင်တကယ်လားအဲ့ဒါဖျားအဟုတ်ပါပြီအဲ့ဒါပုတ်ဒီရတကယ်ပဲပုတ်ပတ်ဒီမှာတကယ်ပေးတာဟာအဖေဝေပါတယ်ခင်ခါလီလည်းကော်ဖီအောင်ပြောင်းသွားတယ်မူးများလက်ဖက်ကြီးလည်းဝေးပါတယ်မိုးတိတ်သွားပြီဆိုတော့ရေလည်းမလာတော့ပါဘူးဗျဒါတော့စီမင်းရဲ့မြစ်တာပေါ့ကျွန်တော်နေရဲလက်ဖက်ကြီးတောက်ရတယ်ခင်ဗျအချိုတော့ပေါ့တယ်လေတွေးတိုးတွေစီးကြိုးတွေပြမဆိုလို့အချိုတော့ပေါ့တယ်ကြားလေးခတ်တော့ကြအဲ့ရောက်ခမကြီးကတခါတလေကြောက်လဲဗန်မျိုးလေးလောက်ပါဘုံကျဲမယ်လောက်တော့လေလူများတွေတအားဆဲတယ်လေရောက်ခမကြီးပုံစံကြည့်ရတာဘူးလက်လှဆိုရင်လည်းစီပင်ဝင်ကြီးနဲ့ကျင်းနေတယ်ပြီးမကြိုက်တာလို့သိလားဟိုသတင်းသမားဆိုတဲ့ကောင်ဆိုတဲ့ကြော်မျိုးမင်းကိုကျင်းလိုက်တာကြော်မျိုးမင်းဘယ်ဘွားရောက်သွားလဲဟုတ်တယ်နော်အခုလဲစီဗင်ဝင်ကြီးနဲ့ဘူးလက်
တွေ့ကြပြီဘလူနိုင်မလဲတော့လည်းမသိဘူးပေါ့နော်ခွေးချင်းကြိုက်တဲ့ပွဲမှာခွေးချင်းကြိုက်တဲ့ပွဲမှာတေချာတော့ခွေးပဲနိုင်မှာဟုတ်တယ်လေနော်သူပြောတယ်ကျွန်တော်ပြန်ပြောတာပါခွေးချင်းကြိုက်တဲ့ပွဲမှာတေချာတော့ပါခွေးပဲနိုင်မှာပဲသိလားဘေးကဝင်ရတဲ့ကောင်နိုင်ဝိုင်းတော့ပြောမတတ်ဘူးပေါ့နော်စီပင်နဲ့ဘူးလက်တွေ့ကြပြီပေါ့နော်ခွေးချင်းကြိုက်တာကိုတော့ကျွန်တော်တို့ကဒါဘေးကနေဝမ်းသာပေးမယ်ဗျတကောင်မရှိရင်တကောင်နားအေးတယ်တကောင်ထောင်ထဲရောက်သွားရင်ကျွန်တော်တို့အတွက်တော်တော်ရှင်းလင်းရတာတက်တာကျွန်တော်ကနေပြည်တော်လိုနေရာမျိုးသူတို့ခွေးယူအကြီးသားတွေနေတဲ့နေရာမျိုးတောင်မှဒီလောက်ထိစုပ်ပြတ်တတ်နေရင်သူတို့တွေမကြီးစိုးတဲ့တခြားနေရာတွေဆိုရင်စဉ်းစားကြည့်စမ်းကျွန်တော်နိုင်ငံဘယ်လောက်ထိအောင်စုပ်ပြတ်တတ်နေပြီလဲကိုအာနာယူလို့သာခံယူထားတာတမရလို့သာခံယူထားတာတိုင်းပြည်မှာဘာမှလည်းစီမံခန့်ခွဲမနိုင်ဘူးခမည်းကြီးမရှိမှအေးမှာပါတအုပ်စုလုံးအိုင်ကောင်တွေမရှိအောင်ဖြုတ်ချရမှာလေကျွန်တော်တို့ခမည်းတို့ရဲ့တာဝန်ပဲဗျဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းတော်လန်လေးသက်လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့